တင်တန်းပြီးတာနဲ့အတန်းထဲကနေယူသွနေတဲ့သူတယောက်လိုကျွန်တော်ပြေးထွက်လာလိုက်တယ်ရှေ့ကိုရှောက်လာတဲ့ကောင်မလေးကိုတောင်ဘသူမှန်းကြည့်ဖို့အချိန်မရှိဘူးသူ့ကိုဆွဲပြီးပြင်းပြင်းထန်ထန်အနမ်းပေးလိုက်တဲ့တကြောင်လုံးနီးပါးယူကုန်ကြတော့မလို့ဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နမ်းလိုက်တဲ့ကောင်မလေးကကျောင်းမှာအကြောက်ရဆုံးနဲ့အလှဆုံးလို့နာမည်ကြီးတဲ့လီယူဝယ်လီရေးဖြစ်နေလို့ပါပဲဒါပေမဲ့မျက်လုံးကိုဖွင့်ပြီးကိုနမ်းလိုက်တာဘသူလဲဆိုတာတေချာမြင်လိုက်ရတဲ့အခါကျွန်တော်ရင်ထဲမှာတမျိုးကြီးဖြစ်သွားတယ်သူမကကျွန်တော်ကိုအပိုင်းပိုင်းအဆအဆဖြစ်အောင်ဆွဲဖြဲပြစ်နိုင်မှန်းသိပေမဲ့လည်းကျွန်တော်ဆက်ဖက်ထားပြီးလက်မလွတ်ပဲစက်တင်းခံနေလိုက်တယ်ကျွန်တော်မှအခြားရွေးချယ်စရာမရှိဘူးအကယ်၍သာလက်လွတ်လိုက်မယ်ဆိုရင်ကျွန်တော်ချက်ချင်းပောက်ကွဲတည်ဆုံသွားမှာလွန်ခဲ့တဲ့မိနစ်ပိုင်းတုန်းကဘာတွေဖြစ်ခဲ့လဲဆိုတော့ဒီစုပ်ထိုးဆက်ကလူကိုအတင်းအကျပ်တာဝန်တစ်ခုပေးလာတဲ့10 စက္ကန့်အတွင်းနမ်းမဲ့သူတယောက်ကိုရှာပြီးအနမ်းကိုစက္ကန့်30တိတိဆက်ထားရမယ်မလုံနိုင်ရင်စနစ်ကကစားသမားကိုပောက်ကွဲတက်ဖြစ်မယ်တဲ့ကျွန်တော် electronic engineer တန်းဖော်တွေကိုဝေ့ကြည့်လိုက်တဲ့အားလုံးကကျန်းတန်းတဲ့ကောင်တွေကြီးပဲတခြားကောင်တယောက်ကိုတော့ဘလို့မှပထမအနမ်းပေးစရာအကြောင်းကိုမရှိဘူးအကြီးကျယ်ထိတ်လန့်လာပြီးအသက်အတွက်အပြေးလွှားထွက်လာခဲ့ရတာအဲ့ဒီလိုကြပန်းဆွဲဖက်မိတဲ့သူကတခြားသူမဟုတ်ပဲကျောင်းရဲ့ဆုံးမဘရင်မလီယူကိုယ်တိုင်ဖြစ်နေပါရောလားစက္ကန့်30ရေတွက်တာပြီးဆုံးသွားတဲ့အခါကျွန်တော်ချက်ချင်းပဲနှုတ်ခမ်းကိုခွာလိုက်တယ်ဂီတတန်လီယူကိုပြောတာလေနည်းနည်းနားထောင်ပါဦးခုနကဖြစ်သွားတာကကိုမင်းနဲ့အပျော်သဘောဆက်နှောက်မိလိုက်ရုံပါဒီလိုအပျော်သဘောဆက်နှောက်ရအောင်လုပ်ရအောင်ကွသူမဆဲဆိုရင်ကျွန်တော်မျက်လုံးကိုတဲထိုးချလိုက်တယ်ကံကောင်းလို့ကျွန်တော်ကြုံမြင်နေပါတယ်သူမရဲ့လက်ကကျွန်တော်မျက်နှာကိုမရောက်လာခင်မှာပဲလက်ကဝတ်ကိုအရင်ဆုံးဖမ်းဆွဲလိုက်နိုင်တယ်ចောင်းပရင်မလေးကိုတော့ချီကျူးရမယ်လက်တွေကတကယ်ကိုနူးညံ့ပြီးချုံမွနေတာပဲခံစားချက်ကလုံးကိုကောင်းလုံးတယ်အဲ့ဒီအချက်ကပဲလီယူကိုပိုးပြီးဒေါသထွက်စေတယ်ဒေါသကြောင့်သူ့မျက်နှာလေးညီရဲလာတဲ့သွားတွေကိုကြိတ်ပြီးဒူးနဲ့ပါထိုးထဲဖို့ကြိုးစားပေမဲ့အဲ့ဒါကိုလည်းကျွန်တော်ပုတ်ပပပဲပိတ်ဆို့ဟန်တာလိုက်တယ်လီယူကိုသဘောကျနေမှန်းကိုသိပါတယ်ဂီတတန်ဒါပေမဲ့ဒီလိုကြီးကိုစီအတင်းပြေးဝင်လာစရာမလိုပါဘူးကွာကိုခက်ခဲအောင်လုပ်နေတယ်လို့ဖြစ်နေပြီနော်အနားမှာရက်ကြည့်နေတဲ့ចောင်းသားတွေအားလုံးအံ့အားသင့်လို့တွေးဝေကုန်ကြတယ်ဒီကောင်တကယ်ပဲအုံနောက်မရှိတော့တာလားဘယ်နေရာကိုကြည့်ပြီးလီယူကသူ့ကိုသဘောကျနေတယ်လို့ထင်ရတာလဲသူမကသူ့ကိုတကယ်ရိုက်နှက်နေတာလေအခြေအနေကိုမဖတ်တတ်ဘူးလားနေပါဦးတခုခုလွဲနေပြီးတကယ်တခုခုထူးဆန်းနေတယ်မင်းတို့မြင်ကြရဲ့လားအခုဒီနှစ်ယောက်ရက်နေတဲ့ပုံစံကရင်းနှီးလွန်အားကြီးနေပြီးတော့လီယူလည်းတေချာမယုံကန်ဘူးလေဒီနှစ်ယောက်တကယ်ပဲတခုခုစနောက်နေကြတာများဖြစ်မနေဘူးလားမဖြစ်နိုင်တာကွာဘလို့လုံးမဖြစ်နိုင်ရမှာလဲဖန်ရွန်ရဲ့လက်ကသူ့ပေါင်ပေါ်မှာတင်းနေသူတို့ကတကယ်တွဲနေကြတာပဲဖြစ်ရမယ်ပတ်ဝန်းကျင်ကလူတွေပို့ပြီးဟိုးလေးတကြော်ဖြစ်လာတာကိုကြားတော့လီယူဒေါသတကြီးနဲ့ယုံဖို့ကြိုးစားတယ်ငါ့ကိုလှုပ်ဆန်းမင်းငါ့ကိုမရိုက်ဘူးလို့ကတိပေးမှငါမင်းကိုတက်ပစ်လို့မရဘူးဒါဆိုရင်လည်းငါ့ကိုလွတ်မယ်လို့မျှော်လင့်မနေနဲ့စကားတော်မဆုံးသေးဘူးလီယူရဲ့မျက်လုံးတွေညီရဲလာပြီးနောက်တစ်စက္ကန့်မှာတကယ်ငိုချလိုက်တယ်ငယ်စဉ်ကတည်းကမိသားစုရဲ့အလိုလိုက်မှုကိုခံခဲ့ရပြီးအဆအရာရာအကာအကွယ်ပေးထားတာခံရတဲ့မောက်မာတဲ့မင်းသမီးလေးတစ်ယောက်အနေနဲ့ဒီလိုမျိုးဆက်ဆံခံရဘူးတာဘယ်တော့မှမရှိခဲ့ဘူးသိပါပြီလေဘာလို့တကယ်ငိုနေရတာလဲကျွန်တော်လည်းလန့်သွားပြီးချက်ချင်းပဲလက်ကိုလှုပ်ပေးလိုက်တယ်လီယူရဲ့ပထမဆုံးတုံ့ပြန်မှုကတော့ပြန်ပြီးဝင်ထိုးဖို့ပါပဲဒါပေမဲ့ချက်ချင်းပဲရက်ပြီးပြန်စဉ်းစားလိုက်တယ်ဒီကောင်ကိုအနိုင်တိုက်လို့မရဘူးဆိုတာသူမသိတယ်ဒါကြောင့်ဒေါသကိုမျိုးသိမ့်လိုက်ရတဲ့အဆုံးမှာတော့ညီရဲနေတဲ့မျက်လုံးတွေနဲ့မျက်စောင်းထိုးပြီးသွားတွေကိုကြိတ်ကတလုံးချင်းပြောလိုက်တယ်ငါမင်းကိုတက်ပစ်မယ်ဒီစကားကိုဆိုပြီးသူမရဲ့မျက်ရည်တွေကိုတုတ်ကကြောင်းဝင်းထဲကနေပြေးထွက်သွားပါတော့တယ်ကျောင်းတစ်ပေါက်ဝကိုရောက်တော့လီယူတယောက်မဲနဲ့နေတဲ့ဘန်တလီဘဲလီကားတစ်စီးပေါ်တက်လိုက်တဲ့ကားသမားကသူမရဲ့မျက်လုံးညီရဲနေတာကိုမြင်တော့တခင်မလေးဘာဖြစ်လို့လဲခမညာဘယ်သူများစော်ကားလိုက်လို့လဲလို့မေးရှာတယ်လီယူကနှုတ်ခမ်းကိုတင်းစေပြီးဘာမှမပြောဘူးဖုန်းကိုထုတ်ပြီးဖုန်းခေါ်လိုက်တယ်ငါစီကို Rex ကိုအခုချက်ချင်းလွတ်လိုက်မှစရာရှိတယ်မင်းတို့တေချာစောင့်နေလိုက်တော့ဒီညငါမင်းတို့ကိုရေကန်နဲ့ပစ်ချပြီးငါးစာကျွေးဖြစ်မယ်အဲ့ဒီအချိန်မှာတဲခိုဆောင်ကိုပြန်ရောက်နေတဲ့ကျွန်တော်ကအိယာပေါ်လဲရင်ခုနကမြင်ခဲ့ရတဲ့ပေါင်တန်လေးတွေကိုပြန်တွေးနေမိတယ်အဲ့ဒီကောင်မလေးရဲ့ပေါင်တန်တွေကတကယ်မိုက်ပေမဲ့အမျက်ဒေါသကတော့တကယ်ကြောက်စရာကောင်းတယ်ဘသူ့ကိုမှတတ်မယ်ဖြတ်မယ်လို့ပဲအမျက်ပြောနေတာဘလို့မှချစ်စရာမကောင်းဘူးရိုးချင်းတချင်နဲ့တွေးနေတော့မှစနစ်စုလက်ကိုမတောင်းရသေးတာကိုသတိရသွားတယ်အဲ့ဒီလိုတွေးမိတာနဲ့စနစ်မျက်နှာပြင်ကိုစိတ်ထဲမှာချက်ချင်းခေါ်လိုက်တယ်အဲ့ဒီမှာကျွန်တော်ရဲ့ပစ္စည်းတူလောင်ရ inventory ထဲမှာတိတ်ဆိတ်စွာငြိမ်နေတဲ့ကပ်ပြားလေးတစ်ခုရှိနေတယ်တုံပီကျွမ်းထိုင်းပြီးခွန်းတဲ့ဖျားရည်ကျွန်တော်တကယ်ကိုလမ်းလျှောက်နေတဲ့တင်ကားကြီးတစ်စီးလိုဖြစ်သွားပြီးတနေ့ကျရင်စောက်လုပ်ရေးခွင်ကိုရောက်သွားခဲ့ရင်တိုက်လုံးကိုတောင်တင်ပြီးတဲသွားနိုင်လောက်တယ်။အိယာပေါ်မှာအတန်ထွက်ရေမောနေတော့မှပဲအောက်ထပ်ကနေအတန်ကျဲကြီးနဲ့အော်တန်ထွက်လာတယ်။ဖန်ရွံမင်းအောက်ကိုဆင်းခဲ့စမ်း။တေးပါပြီ။လီယူဖြစ်နေတယ်မြန်ပုံးမှပဲဒါပေမဲ့တွေးမိတာကသူမကမိန်းကလေးပဲလေးလူပြိုဆောင်တဲ့အထိဘလို့လှုပ်တက်လာရဲမှလဲ။ဘာကိုကြောက်နေရတာလဲ။
ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဖုံးကနဲ့အတန်ကျဲကြီးနဲ့အတန်းတကားပွင့်ထွက်သွားတယ်။မော့ကြည့်လိုက်တော့လီယူကတကားဝမှာရက်နေတယ်ဖန်ယွမ်ငါအောက်ထပ်ကနေအကြာကြီးအော်ခေါ်နေတာမကြားဘူးလား။နားပေးနေတာလား။ဟေးလီယူကိုအချိန်လေးနည်းနည်းတော့ပေးပါဦးဒါကလူပြိုဆောင်လေးစီကန်းဆိုတာမရှိဘူးလား။လုံခြုံရေးတွေကတားမသွားဘူးလား။အဲ့ဓာတွေကိုဘသူကဂယုဆိုင်နေမှာလဲ။အခုချက်ချင်းငါနောက်လိုက်ခဲ့စမ်းသူမကတန်တန်မတ်မတ်လျှောက်လာပြီးလက်ဆွဲပြီးဆွဲထုတ်ဖို့လုပ်တယ်ဒါပေမဲ့လက်လာထိမဲ့ဆဲဆဲမှာပဲကျွန်တော်သူမရဲ့လက်ကိုပြန်ဆွဲလိုက်တယ်လီယူရဲ့တီးခံနိုင်စွမ်းကုန်သွားပြီးလိုက်လာမှလားမလာဘူးလားမလိုက်ဘူးအဲ့ဒီအချိန်မှာပဲသူမရဲ့မျက်လုံးတွေမျက်ရည်ဆူလာတယ်မင်းငါကိုနေကင်းကနမ်းခဲ့တယ်ငါပေါင်ကိုလည်းထိခဲ့တယ်အခုငါကလမ်းခဏလိုက်လျှောက်ဖို့ပဲတောင်းဆိုနေတာကိုမလိုက်ဘူးပေါ့ဟုတ်လားဟာမငိုနဲ့တော့တောင်းပန်ပါတယ်လိုက်မယ်သွားကြစို့ဟုတ်ပြီလားစကားတော်မဆုံးသေးဘူးကျွန်တော်လက်မောင်းကိုဆွဲပြီးအပြင်ကိုအပြေးလွှာဆွဲခေါ်သွားပါတော့တယ်အပြင်ကလူတွေကတော့ဝိုင်းပြီးအုပ်ကြက်ဖြစ်ကုန်ကြတယ်ငါပြောသားပဲဒီနေ့ရောက်တကယ်တွဲနေကြတာပါဆိုဖန်ယွန်ကတော့ကံကောင်းတာပဲယူရေမီသားစုဆိုတာဖုံးမျိုးဖောင်စစ်ရဲ့အချမ်းသာဆုံးနဲ့အာနာရှိဆုံးမီသားစုတွေကတခုလေကြည်စမ်းလီယူကသူ့လက်မောင်းကိုတောင်တွဲထားသေးတယ်ပတ်ဝန်းကျင်ကလူတွေဝိုင်းကြည့်ပြီးတကြီးပြောနေကြတာကိုမခံနိုင်တော့ပဲသူမကိုလှည့်ပြောလိုက်ရတယ်လီယူလက်ကိုနည်းနည်းလွတ်ပေးလို့ရမလားဒီအတိုင်းဆိုရင်ကိုဘယ်တော့မှကောင်းမစားမရတော့ဘူးအကုန်မင်းကြောင့်ပဲဖြစ်မှာရတယ်ငါတာဝန်ယူမယ်မင်းမျက်လုံးတွေကကိုကိုအခါတရတက်ချင်နေတာကိုများတာဝန်ယူမယ်ဟုတ်လားဘလို့မှမယုံနိုင်ဘူးဗျာလီယူကစိတ်ထဲကနေတွေးလိုက်တယ်အခုတော့တီးခန့်ထားလိုက်ဦးသူ့ကိုတတ်မှတ်ထားတဲ့နေရာရောက်အောင်ခေါ်သွားပြီးရင်တော့ဆက်ဆံပုံပြမယ်လို့ပြောပါဦးငါ့ကိုဘယ်ခေါ်သွားမလဲဟေးเจ้าနောက်ကနာမည်ကြီးတစ်တော်ဆက်ကိုပြောတာလားမဖြစ်နိုင်တာလီယူရငါတို့သိတာမှတဝက်တစ်ပြက်ပဲရှိသေးတာကိုနောက်တရားမဲ့ကိစ္စတွေမလုံးနဲ့လေတကယ်လို့တကယ်ဖြစ်လာရင်တော့နေကင်းကကိစ္စအတွက်ကိုတယောက်တည်းတာဝန်ယူပေးပြီးမင်းပေါင်ကိုပြန်ကန်ခွင့်ပေးလိုက်မယ်လေဒါဆိုရင်ကြေသွားတာပေါ့မင်းရဲ့အုံနောက်ကဘာတွေလျှောက်တွေးနေတာလဲငါကလမ်းလျှောက်ချင်လို့လမ်းလျှောက်မှာပါဆိုနေမှသူမကအဲ့ဒီလိုပြောတော့ကျွန်တော်လည်းနည်းနည်းစိတ်တူလာတယ်တကယ်ပဲကိုကိုတစ်တော်တည်းဆွဲခေါ်သွားပြီးမှကိုကိုယူစရာကြီးလို့ပြောနေတာလားတော်ပြီမလိုက်တော့ဘူးအခန်းထဲပြန်မယ်ကဲပါငါကပဲရိုးစရာကောင်းတဲ့သူဖြစ်ပါစေတော့ကျေနပ်ပြီလားမကြပါဘူးလီယူကကျွန်တော်ကိုကြောင်းနောက်ဖေးကတစ်တော်ဆက်စီကိုဆွဲခေါ်သွားတယ်အဲ့ဒီနေရာကအမြဲတမ်းမှောင်မဲနေပြီးချစ်သူတွေခိုးဆုံနေရှိတဲ့နေရာပေါ့လီယူဒီမှာအယမ်းမောင်နေပြီးကိုနည်းနည်းကြောက်တယ်နည်းနည်းပိုတိုးပြီးကတ်နေကြရအောင်ပြောရင်းနဲ့သူမရဲ့ခါကိုလက်နဲ့လှမ်းဖက်ဖို့လှုပ်လိုက်ပေမဲ့လီယူကတွန်းထုတ်လိုက်တယ်ဖယ်ဆန်းအခွင့်ကောင်းယူဖို့ကြိုးစားပြန်ပြီလားဘာအခွင့်ကောင်းယူတာလဲကိုကအမှောင်ကြောက်လို့ဘာမှလည်းမမြင်ရဘူးဘာမှမမြင်ရဘူးဟုတ်လားအရန်ကောင်းတာပေါ့ rest ထွက်လာပြီးသူ့ကိုရိုက်ဆန်းစကားတောင်ဆုံးအောင်မပြောလိုက်ရဘူးနောက်ကနေလေဟုန်တိုးတန်ပြင်းပြင်းထွက်လာပြီးလက်သီးချက်တစ်ခုပြင်းပြင်းထန်ထန်ရောက်လာတဲ့ကံကောင်းလို့ကျွန်တော်ကိုခန္ဓာကအဆင်မြင့်ပြီးသားဖြစ်နေတာကြောင့်ဘေးကိုတစ်ချက်ရှောင်လိုက်ရုံနဲ့အလွယ်တလေးရှောင်လွတ်လိုက်နိုင်တယ် rest တယောက်အားတင်သွားတယ်နှစ်40တိကိုပိုင်တိုက်ခိုက်ရေးတင်ကြားခဲ့ဘူးတဲ့သူကတက္ကသိုလ်ကျောင်းသားတယောက်ရဲ့အလစ်တိုက်ခိုက်မှုကိုရှောင်သွားနိုင်လိမ့်မယ်လို့မထင်ထားခဲ့ဘူးလီယူလည်းအံ့ဩသွားတယ်မင်းကအမှောင်ထဲမှာဘာမှမမြင်ရဘူးဆိုဟေးမင်းကတိုက်ခိုက်ရေးစည်းကမ်းတွေကိုလုံးဝလေးစားမှုမရှိဘူးပဲကျွန်တော်ရှောင်လိုက်တာကိုမြင်တော့လီယူရဲ့ဒေါသကပိုပြီးတောက်လောင်လာတယ်ဒီနေ့မင်းကိုတေလောက်အောင်မရရင်ငါကျေနပ်မှာမဟုတ်ဘူး rest တူကိုကျိုးတုပ်လိုက်စမ်း rest လည်းအပိုစကားမပြောတော့ပဲခြေနဲ့လှမ်းကန်ချလိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကျိုးပဲတန်ထွက်လာပြီးသူ့ရဲ့ခြေထောက်ကိုကင်ကအော်ဟစ်တော့တယ်လီယူရေအားနာပေမဲ့မင်းခေါ်လာတဲ့အဖေါ်ကအရန်ကြီးသုံးလို့မရဘူးထင်တယ်သူ့ကိုအိမ်ပြန်ပြီးအနားယူခိုင်းလိုက်ပါတော့ဒီမှာရှက်ကွဲနေတာမြင်ရတာတာမကောင်းဘူးလီယူကကျွန်တော်ရဲ့ဆန္ဒမှုကိုတေချာတော့မကြားလိုက်ဘူးသူမရဲ့မျက်နှာမှာအံ့ဩမှုတွေအပြည့်ရက်ဆိုတာသူမရဲ့မိသားစုတွေကထိတ်တန်းတိုက်ခိုက်ရေးသမားတယောက်လေးဒါတောင်ကျွန်တော်ရှိမှတကွက်မှမခံရဘူးဖန်ယောမင်းကိုခံပညာသင်ထားတာလားလီယူကကျွန်တော်လက်ထွက်သွားတာကိုတွားချိတ်ပြီးကြည့်နေပေမဲ့တားလို့တော့မရတော့ဘူးဒါပေမဲ့ခြေလန်းနေငယ်ပဲလှမ်းရသေးတယ်နောက်ကနေအော်တန်တစ်ခုထွက်လာတယ်တတိပေးချက်အစ်စ်လီယူကိုဘေးကင်းရာသို့ပို့ဆောင်ပေးပါပြီးမြောက်ပါကစားသမားသည်ကန်ဆန်းမဲလှည့်ခွင့်တစ်ချိန်ရရှိပါမည်လက်ခံမလားပြောရင်သူ့ရဲ့ညစ်ပတ်တဲ့လက်နဲ့လီယူရဲ့မျက်နှာကိုလှမ်းကင်ဖို့လုပ်တယ်ဒါပေမဲ့မျက်နှာကိုမရောက်ခင်မှာပဲသူ့ရဲ့လက်မောင်းစီကိုပြင်းထန်တဲ့နာကျင်မှုတစ်ခုရောက်လာတယ်ဟိတ်ကောင်လေးပတ်စံပဲလိုချင်ချင်းကိုယ်တိုင်ကတော့သူ့မျက်နှာကိုတောင်မလို့ရသေးဘူးအဲ့ဒီလိုညစ်ပတ်တဲ့လက်တွေနဲ့ထိဖို့မကြိုးစားနဲ့ ace ဆိုတဲ့သူကနာချင်းနဲ့អော်လိုက်တယ်ဘဲကကောင်လေးလဲကွာထား၄ယောက်၅ယောက်ဟိတ်ကောင်တွေသူ့ခြေထောက်ကိုချိုးပစ်လိုက်ကြစမ်းကျွန်တော်တက်ပြင်းချလိုက်တယ်ဘလို့လူဆိုးတွေမဆိုလူရဲ့ခြေထောက်ကိုပဲချိုးချင်နေကြတာဘာအကျင့်ကြီးလဲ
မိယိုးဖလားအမွေဆက်ခံထားတာလားဘာလားကျွန်တော်နောက်ကနေလီယူကတိုးတိုးလေးတတိပေးလိုက်တယ်ဒီလူတွေကတကယ်အန္တရာယ်များတဲ့တိုက်ခိုက်ရေးသမားတွေရက်တောင်နှစ်ချက်ထဲနဲ့အလဲခံလိုက်ရတာစိုးရိမ်မနေနဲ့ဘေဘီလေးဒီအတိုင်းရက်ပြီးကြည့်နေလိုက်ရုံပါပဲကျွန်တော်အေးဆက်ဆက်ပြုံးလိုက်ပြီးနောက်ကိုမလဲတော့ပဲအဲ့ဒီလူနှစ်ယောက်စီကိုတန်းပြီးပြေးဝင်သွားလိုက်တယ်လီယူကကျွန်တော်ကြောပြင်ကိုကြည့်ပြီးခဏတာအံ့အားသင့်သွားတယ်ဟေးတကယ်ပဲလားဒီလောက်အန္တရာယ်များတဲ့လူဆိုးတွေကိုဖန်ရွံကတကယ်မကြောက်ဘူးလားအဲ့ဒီနှွေးထွေးတဲ့ခံစားချက်က2စက္ကန့်တောင်မခံလိုက်ပါဘူး4နဲ့5ဆိုတဲ့ကောင်တွေမြေကြီးပေါ်ပြပြဝတ်လဲကျသွားပါပြီကျွန်တော်လီယူဘက်ကိုလှည့်လာပြီးမျက်ခုံးပင်ကပြောလိုက်တယ်ဘလို့လဲမိုက်တယ်မလားဘေဘီစကားတွေအများကြီးမပြောနဲ့အရင်ဆုံးငါ့ကိုကျိုးဖြီပေးစမ်းဟုတ်ကဲ့ပါဗျာဒါပေမဲ့ကျိုးဖြီပေးနေတော့မှပဲအေးစ်ကရှေ့ကိုတိုးလာတယ်ကျွန်တော်မော့တောင်မမော့ကြည့်ပဲအေးဆေးပဲပြောလိုက်တယ်ဟိကောင်ကြံသေးတဲ့10ရောက်လောက်ကလည်းငါ့ကိုနိုင်မှာမဟုတ်ပါဘူးကွာအခုချက်ချင်းထွက်သွားတာအကောင်းဆုံးပဲမဟုတ်ရင်ငါဆက်ပြီးမထိန်တော့ဘူးနော်ဒါပေမဲ့အေးစ်ကထွက်မသွားပဲအေးဆက်ဆက်ဟက်ခနဲ့ရေလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့စိတ်တို့စွမ်းရင်မြင့်တက်လာတယ်ဘာလဲကွာတတိပေးနေတာတော့မနာခံဘူးပေါ့လေကောင်းလေးမင်းဘလောက်တောင်ရဲတင်းလဲဆိုတာငါပြမယ်ဟာစနောက်နေတာပါဗျာကဲလီယူကိုပြန်တုပ်လိုက်မယ်ပြီးရင်ကိုပါတုပ်လိုက်မယ်ဟုတ်ပြီလားကြည့်ရအောင်လုပ်ကြည့်လေစနစ်ကိုတကယ်ချိန်ဆချင်လာပြီးပထမတော့ကျောင်းပြည်မကိုလူရှိမှနန်းခိုင်းတယ်အခုကျောင်းသူကိုကဲခိုင်းပြန်တယ်ကဲတာတော့မပြီးသေးဘူးအခုကိုယ်တိုင်မှာအတုတ်ခံလိုက်ရပြီဥတာပြီးပြီပတ်စံကဘယ်တော့ရမှာလဲစောင့်စမ်းပါကွာယူမီသားစုကမျိုးတဲကမြေကွက်ကိုလွှဲပေးလိုက်တာနဲ့မင်းတို့ပတ်စံရမယ်အဲ့ဒီအချိန်မှာပဲယူမီသားစုရဲ့အိမ်ကြီးစီကိုအစေခံတယောက်အပြေးလွှားရောက်လာတယ်တခင်လေးယူကိစ္စကြီးတစ်ခုဖြစ်နေပါပြီဘာဖြစ်လို့လဲအေးစေးမပြောနိုင်ဘူးလားRest ဖုန်းဆက်လာတာပါတခင်မလေးလီယူပြန်ပေးဆွဲခံရပါပြီတဲ့ဖုန်းမျိုးမှာလီယူကိုတောင်ပြန်ပေးဆွဲရတဲ့ရဲတင်းတဲ့ကောင်ကဘာတူလဲအဲ့ဒီအချိန်မှာပဲသူ့ဖုန်းမြည်လာတယ်ဟေးယူကြပြီးတော့ကြားတာတော့မြို့တဲက project အတွက်တန်ပေါင်းများစွာသုံးထားတယ်ဆိုဇိန်ဂျိုမင်းလာငါညီမကိုပြန်ပေးဆွဲတာဟေးယူမင်းပါရီပြောနေတာလဲငါဘာမှမသိဘူးဒီတိုင်းတတိပေးဖို့ဖုန်းခေါ်တာပါဂျိုမီသားစုမျက်စိကျနေတဲ့မြေကွက်ကိုမင်းတို့မဝင်ရောက်ဖို့အကောင်းဆုံးပဲကလစ်ခနဲ့ဖုန်းချသွားတယ်လီယူရဲ့အကိုလီယွန်ရဲ့မျက်ခုံးတွေတွန့်ချိုးသွားတယ်ရှင်ချန်ကိုတွားစုံစမ်းခိုင်းလိုက်ဘာမှရှာမတွေ့ရင်ပြန်လာဆွနေတော့စုပစ်ဆက်ယုံတစ်ခုထဲမှာတော့ X ကကျွန်တော်ကိုအချက်ပေါင်းများစွာကန်တယ်ဖြည်းဖြည်းလောက်ပါကွာကားထဲမှာထိုင်နေရတာကြာလို့ကိုယ့်ခြေထောက်တွေထုံနေပြီကိုဒီကောင်ကအခုထိပြုံးနေတော့မဲလား၄ယောက်သူ့ကိုအပေါ်ထက်ခေါ်သွားပြီးရှင်းပစ်လိုက်တော့အပေါ်ထက်ရောက်တော့မင်းတို့ငါ့ကိုကြည့်ဖို့တီးတန့်ခေါ်လာတာတော့မဟုတ်တော့ပါဘူးနော်ငါအဲ့ဒီလိုလူစားမျိုးမဟုတ်ဘူးနော်တော်ဆန်းမင်းကလီယူရဲ့နာမည်ကြီးရီးစားဟုတ်တယ်မလားနာမည်ကြီးရီးစားဟုတ်လားကျောင်းဖော်တွေပါဗျာ X ကကျွန်တော်ကိုနောက်တစ်ချက်ထပ်ကန်ပြီးဖုန်းကိုထုတ်ပြတယ်နေကင်းကကျောင်းရှိမှာလီယူနဲ့နန်းနေတဲ့ဗီဒီယိုကိုပြတယ်ညင်းမနေနဲ့တော့မင်းတို့နှစ်ယောက်တွဲနေတယ်ဆိုတာဝန်ခံလိုက်စမ်းမတွဲပါဘူးဗျာဟေ့ကောင်မင်းကပြန်ပေးသမားမဟုတ်ဘူးလားငါတို့နှစ်ယောက်တွဲနေတာမတွဲနေတာကိုဘာလို့ဒီလောက်တောင်စိတ်ဝင်စားနေရတာလဲဒါမှမဟုတ် online မှာနာမည်ကြီးအောင်လုပ်ပြီး live လွှင့်ရောင်းစားဖို့များစဉ်းစားထားတာလားတော်တော်ညံကောင်းတဲ့လှည့်ကွက်ပဲဘာရီလျှောက်ပြောနေတာလဲဝန်ခံလိုက်စမ်းကောင်းပြီလေဟုတ်တယ်ငါတို့မှာကလေးတောင်ရနေပြီတွဲနေကြတာပါကျင်းနေပြီလားအဲ့ဒီတနက်ကြီးကိုဖယ်ထားလိုက်တော့ပောက်ကွဲသွားလိမ့်မယ်မလုံနဲ့တော့ဘာကြားလိုက်တယ်မလားဒီကောင်ကတကယ်လီယူရဲ့ရီးစားပဲရှင်းပြလိုက်တော့တက်ရက်လေးလုံရဲတွေမတွေ့စေနဲ့ဖုံးမျိုးကတက္ကသိုလ်ကျောင်းသားပျောက်သွားတာပြဿနာကြီးလိမ့်မယ်X ကတနက်ကိုထုတ်လာပြီးချိန်လိုက်တယ်ကောင်လေးတေဖို့ပြင်ထားလိုက်တော့တနက်ကတလက်ပဲရှိတာမို့လို့တက်ရက်လေးရှင်းရမယ်တနက်တလက်ထဲနဲ့ငါ့ကိုနိုင်မယ်လို့ထင်နေတာလားX ကကျွန်တော်စကားကိုကြားတော့ဒေါသထွက်သွားပြီးနဖူးကိုတိတ်လိုက်တယ်တနက်တလက်ကမင်းကိုတတ်ဖို့မလုံလောက်ဘူးလားဒါပေမဲ့ကျွန်တော်လုံးဝမကြောက်ဖဲနဖူးကိုတနက်စွတ်နဲ့တိုးကပ်လိုက်တယ်ပထမအချက်မင်းရဲ့ဘက်ကတနက်မသုံးဖို့မှာထားတယ်ဒုတိယအချက်ယူမီသားစုရဲ့တမိပြောက်နေတာသူ့အကိုကသူ့ညီမကိုအသေးအတန်ကာကွယ်ပေးတဲ့သူဒီနေရာကိုတေချာပေါက်ချေရခံပြီးရောက်လာတော့မှပြစ်လိုက်စမ်းဟေးကောင်ကြီးX တုံဆိုင်သွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တုတ်ထားတဲ့ကျိုးတွေကိုဖြက်ခနဲ့ဖြေချလိုက်တယ်မိုက်မဲလိုက်တာငါကျိုးကိုငါဘာသာတုတ်ထားတာကွာလိုချင်တဲ့အချိန်ဖြေလို့ရတယ်X လန်သွားပြီးတနက်ကိုပြစ်ခတ်လိုက်ပေမဲ့ကျွန်တော်ရှောင်ပြီးသားဖြစ်နေပြီးX ရဲ့ခြေထောက်ကျိုးပဲသွားတဲ့အတန်ထွက်လာတယ်။မင်းငါကို၃ချက်ကန်ဖူးတယ်နော်အခုတော့ကိုယ်တိုင်ပြန်ခံစားလိုက်ရပြီးတရားမျှတတယ်မလား။အောက်ထပ်မှာတော့လူတွေကတချင်းဆိုပြီးပြောနေကြတယ်။အဲ့ဒီအချိန်မှာပဲလီယူတယောက်တစ်တော်ဆက်ကရောက်လာပြီးအပေါ်ထပ်ကိုအပြေးတက်လာတယ်။ဖန်ယွမ်ကိုလွတ်ဆန်းကမင်းတို့နဲ့တေချင်းဆိုးတိုက်မယ်။သူမကရှေ့ကိုတိုးလာပြီးကြိုက်လိုက်တယ်။အာယူနေလား
ခွေးကြိုက်ခံထားရလို့လားထန်ရွမ်းမင်းတည်သွားပြီထင်နေတာငါမင်းအတွက်လက်စားချေဖို့တက်လာတာဟေးတကယ်ပဲလားငါအတွက်ဒီလောက်ထိတုံ့ပြန်လိမ့်မယ်လို့မထင်ထားဘူးအဲ့ဒီအချိန်မှာလူဆိုးတွေပေါ်ထက်ကိုတက်လာကြတယ်ဘော့စ်ဒဏ်ရာရနေတာကိုမြင်တော့အားလုံးအံ့အားသင့်ကုန်ကြတယ်ဘော့စ်ဘာဖြစ်တာလဲငါ့ကိုမကြည့်နဲ့ဒီကောင်ကိုရှင်းပစ်စမ်းလူဆိုးတွေဝိုင်းလာကြတဲ့အချိန်မှာပဲတနက်တက်တစ်ချက်ထွက်လာပြီးအားလုံးမြေကြီးပေါ်ဒူးထောက်လက်မြောက်လိုက်ရတယ်ကဲလမ်းဘီကတေးသချင်းကိုဆိုကြစမ်းမကြပါဘူးစနစ်တန်ထွက်လာတယ်ဂုံယူပါတယ်ကစားသမား Marksman card ကိုရရှိသွားပါပြီတင်ယူရန်ကိုနှိပ်လိုက်တဲ့တနက်ပစ်ခတ်မှုအတွေ့အကြုံတွေအပြည့်အဝဝင်လာတယ်အဲ့ဒီအချိန်မှာပဲအပြင်ကနေလီယွန်တယောက်ရောက်လာပြီးအခြေအနေတွေကိုကြည့်လိုက်တယ်လီယူကကျွန်တော်ကိုကာကွယ်ဖို့ပြေးလာပြီးသူ့ကိုဘာမှမလုပ်နဲ့အကုန်လုံးငါးကြောင့်ဖြစ်တာလို့ပြောတယ်လီယွန်ကကျွန်တော်ကိုအကဲခတ်ပြီးမင်းကငါညီမကိုလူရှိသူရှိမှစော်ကားရဲတယ်ပေါ့လို့ပြောတယ်မစော်ကားပါဘူးဗျာလီယူနဲ့ကျွန်တော်ကအပြစ်ကင်းပါတယ်ဒီညမင်းတို့နှစ်ယောက်အိမ်ကိုလာပြီးညစာစားရမယ်လီယွန်ကပြောတယ်နောက်တစ်နေ့မှာတော့လီယူကဖုန်း65ခါခေါ်ပြီးတဲ့နောက်66ခါမြောက်မှာကျွန်တော်ဖုန်းကိုကင်လိုက်ရတယ်ဖန်ယောမင်းပါလုပ်နေတာလဲကျောင်းတကားဝမှာစောင့်နေတာကြာပြီးအမြန်ဆင်းခဲ့မတက်နိုင်တော့တဲ့အဆုံးလီယူနဲ့အတူဘန်တလီကားပေါ်တက်ပြီးဂျေးပတ်ဗီလီယန်ဂျေဖက်ဗီလီယန်စားတောက်ဆိုင်ကြီးစီကိုထွက်လာခဲ့ကြတယ်ဆိုင်ထဲကိုရောက်တော့လုံခြုံရေးစစ်ဆေးမှုတွေအပြည့်အဝလုပ်တဲ့အထဲမှာလက်နက်အညှိုးအာကာသမရှိရဘူးဆိုတဲ့တင်းကျပ်တဲ့စီကန်းရှိတယ်ကျွန်တော်ယူလာတဲ့ဓာတ်သေးသေးလေးကိုတော့လုံခြုံရေးကိုအပ်လိုက်ရတယ်စားတောက်ဆိုင်ရဲ့အပေါ်ထက်ကိုတက်လာရင်တမိုးကြီးပကြီးကားတစ်ချက်ကိုတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာဖြူစင်တဲ့စပွဲထိုးဝတ်စုံနဲ့မန်နေဂျာမစ်ဆူဆာနဆူနဲ့ဆုံတယ်အထဲကိုဝင်သွားတော့ဂျိုးမီသားစုကစိန်ကျိုးကဒူးထောက်ပြီးတောင်းပန်နေတယ်ကျွန်တော်လည်းဝင်ပြီးတစ်ချက်ကန်ချလိုက်တယ်စနစ်တာဝန်စိန်ကျိုးကိုမိနစ်30အတွင်းနိုင်အောင်လုပ်ပါအောင်မြင်ပါကကန်ဆန်းမဲ့ရပါမည်ဇိန်းကိုကန်ချလိုက်တဲ့အတွက်အကြီးအကဲတွေဒေါသထွက်ကုန်ကြတယ်ဒါပေမဲ့မြို့တော်ဝင်အကြီးအကဲဟန်ရှီဖန်ရောက်လာပြီးကိစ္စတွေကိုဖြေရှင်းပေးလိုက်တယ်နောက်ဆုံးမှာတော့ကျွန်တော်လည်းရဲစခန်းကိုခစ်တက်လိုက်သွားရပြီးလီယူနဲ့လီယွန်တို့ကလည်းနောက်ကနေလိုက်လာကြတယ်စနစ်စုလက်အနေနဲ့စိတ်ဖက်စွမ်းရည် mind reading card ကိုထပ်ပြီးရရှိသွားပါတော့တယ်စိတ်ဖက်စွမ်းရည်ဟုတ်လားဘာတွေများဖြစ်ဦးမလဲကွာကျွန်တော်အန်အော်ဝမ်းသာစွာနဲ့ဆက်လက်ပြုံးလိုက်ပါတော့တယ်